chế bò là xem mèo tuyệt số rồi gì gì về mình ngon đi cứ đi lại bà mẹ em biết bà lúc mình ngon đi rồi cú thích mình đi được mà em bà lúc yêu thao lệ rồi bà cho nó đi thì nít xa cái nàng cú còn nít cho nít cú ngã cho đôngအဲ့ဒီအနေစပြီးတော့ယူပါတယ်ယူနီလေးကိုဒီချာလေးပြန်ရှင်းပြပါမယ်9ခုနှစ်က9ထိ6နှစ်က6ထိနဲ့9 6 3က6ခါဒီ3ခုပေါင်းလိုက်လို့ရှိရင်9 6 6က1ဖြစ်ပါတယ်အဲ့ဒီ1ရဲ့နက်ခတ်က10အဲ့ဒီ10ဟာနောက်ဘွေးရဲ့ထိတ်ဖြစ်တယ်အလားတူပဲဒီပုံစံတိုင်းပဲဆက်တွဲသွားရင်6 5 6ကခွန်ရဲ့နက်ကက3ညအဲ့ဒီ3ညဟာနောက်ပွေးရဲ့ထိတ်လာပါတယ်အတူတူပဲ5 4 3ညပေါင်းရင်3ဖြစ်ပါတယ်3ရဲ့နက်ကက5ဆိုတော့ဒီမှာ5ထိပ်ပေါ့ဗျာ5ထိပ်နောက်ခါစီ3ညဒီဆိုတော့9အဲ့ဒီ9ရဲ့နက်ကက6ဆိုတော့ပြီးခဲ့တဲ့ပင်က6ထိပ်ကြသွားပါတယ်6ထိပ်ကြဘယ်နှပွဲအောင်သွားလဲဆိုတော့7ထိပ်တစ်ပွဲ3ညထိပ်တစ်ပွဲ5ထိပ်တစ်ပွဲ6ထိပ်တစ်ပွဲ4ပွဲအောင်သွားပြီပေါ့စီ3ည5 6စီ3ည5 6အဲ့ဒီတော့ဒီပတ်ဘာဖြစ်လာမလဲကျွန်တော်ခံမှန်းကြည့်မယ်ဆိုရင်တော့3ည5တစ်ကပေါင်းရင်6ဖြစ်ပါလေ6ရဲ့နက်ခတ်က9အဲ့တော့လာမယ့်ပတ်ဟာကိုထိတ်ဖြစ်ပါခင်ဗျာဉာဏ်နဲ့ကဏ္ဍတွေကတော့မိမိတို့နှစ်တရာနဲ့တွဲပြီးတော့ထိုးပါခေါင်းသာကတော့လုံးပိုင်လောင်းလို့ရှိရင်မဆိုးဘူးလို့ဟောမိပါတယ်အားလုံးလက်လာပါများရှင်လန်းပြီးတော့နှစ်ဆန်းမှာချမ်းသာစုကပြေဝကြပါစေ